အားလုံးပဲမင်္ဂလာပါဒါကတော့မင်းတို့ပတရားကနေခိုးလန်ကျွန်းကိုသွားမှာဖြစ်ပါတယ်အားလုံးပဲမင်းနဲ့တူလိုက်ခဲ့ကြပါအောင်နော်မှန်ဆိုလို့ရှိရင်ပတရားကနေခိုးလန်ကျွန်းသွားလဲပြီးရင်ပတရားဘက်ကိုပြန်လာကြရပေါ့နော်ကျွန်တော်အသွားပြန်သွား speed boat ကို300တော့ပုံမှန်ကတော့ဖြတ်ကြရပေါ့မင်းတို့ကတော့ခိုးလန်ဘက်မှာတဲမယ်ဆိုတော့150တယ်အသွားတစ်ချောင်းသာ speed boat လေးနဲ့ခိုးလန်ဘက်ကိုလိမ့်ပါမယ်ခိုးလန်ကိုရောက်ရင်မင်းတို့တဲတဲ့ဟိုတယ်ကိုရောက်ဖို့အတွက်ဒီ mini bus 20တန်လေးနဲ့သွားလို့ရရယ်နော်ဆိုင်ငယ်ကတော့တရားကိုတစ်စီးကို300ပေါ့နော်ဆိုင်ငယ်လေးနဲ့ကျွန်းတစ်ပတ်ဆိုင်ငယ်ပတ်စီကြမယ်ဒီမင်းတို့ဟိုတယ်ရှိတဲ့ beach ကကျတော့ထေဝန် beach ပေါ့နော်ခိုးလန်ကျွန်းမှာဆိုလို့ရှိရင် beach က9နေရာရှိရယ်ကွာလဲလို့ပတ်လို့ရတဲ့နေရာထေဝန် beach မှာဟိုတယ်ငှားထားတဲ့အတိုင်းပဲဒီလာလေတဲ့လူကထေဝန် beach ကိုလာတာများတယ်ဆိုတော့ကျွန်တော်မင်းတို့ကဒီ easy လေးဖြစ်အောင်လို့စမဲ beach ဘက်ကိုသွားပြီးတော့သွားလည်ကြပါမယ်ဒီ water bike ကမိနစ်20ကို1000နဲ့ပေါ့နော်1000နဲ့ဈေးစစ်လို့ရပါတယ်1500လို့ပြောလိုက်မယ်ဈေးစစ်လို့ရရယ်နော်မိနစ်20 blue ဆိုပြီးတော့မောင်းကြမယ်မောင်းပြီးတော့ရေလေးပါလေးတစ်ဖြက်စိမ့်ပြီးတော့အုံးရေလေးပါလေးတောက်ပြီးတော့ကန်းချီပိုက်ကလေးကိုအပြည့်အဝခန်းစားလိုက်ပါတယ်ရောက်အိတ်ကို1500 1600ကြာရှိရပေါ့နော်တန့်ပုံစံလေးစောက်ပေးထားတာပါအပေါ်ဒီဟိုတယ်3လွှာထိတ်ဆုံးကကန်းချီကညပိုင်းလူမရှိတဲ့အချိန်ဆိုလို့ရှိရင်အရန်ကိုခြေကအရန်ကြည့်အထဲက9လီတောင်မြင်ရတယ်တချို့နေရာလေးဆိုလို့ရှိရင်ပတရားဘက်ကိုပုံမှန်တိုင်းအလားတုန်းကတိုင်းစပီရိုနဲ့ပြန်ကူပြီးတော့ဘန်ကောက်ကိုပြန်ဖို့အတွက်ခရီးဆက်ကြပါမယ်နဲ့တူခီးဆုံးထိလိုက်ပါပြီးကြည့်ပြီးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာလည်းပြန်လည်ပြီးဆုံတွေ့ကြမယ်နော်